ရီဖိုင်ယူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာဖတ်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့ဆီယာမကြီးခင်ခင်ထူရဲ့ရက်ကန်းလုံးဝတ္ထုတို့များစာအုပ်ထဲကပိုလိုကားချက်များဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါအောင်ရှင်ပိုလိုကားချက်များဒီကလေးမလေးကိုမက်ကြီးလို့ခေါ်ကြတယ်လူပုံကခက်ညက်ညက်တိတ်တိတ်ကလေးပိန်လိုက်တာကလည်းအယိုးစုကလေးထောင်းထားသလားမှတ်ရတယ်မြင်လိုက်ရရင်လေဘေးအင်ကြီးခိုးရုပ်ဖားရကြီးနဲ့မလိုက်အောင်ဘဲမီကလေးလိုထွက်နေတဲ့စပင်စုစည်းကလေးကမကြီးရဲ့ကိုပိုင်ရုပ်ပုံလာပဲဘယ်တော့ကြည်လိုက်ဒါမျိုးနဲ့ချင်းပဲသူ့စတိုင်ထင်ပါရဲ့ထမိန်ကွင်းကျဲကျဲကိုတိုးတိုးကြစ်ကြစ်ပါအောင်ဝတ်ထားတတ်တယ်ဖက်နဲ့မီးတို့ကလေးတစ်ချက်ချက်စီးတတ်တာကလည်းမကြီးရဲ့ဟန်ပါပဲစပင်နီဆဆကလေးတွေရင်းပြန်နေတတ်တဲ့စပင်ပါပါနဲ့အမြဲတမ်းပြုံးနေတတ်တာကလည်းချစ်စရာကောင်းတယ်ပြောပါတော့ဖိုဒီဖက်တီနိုင်တာချက်ချက်ပြပြနဲ့တွားတက်လာတတ်တာကတော့မျိုးရိုးလိုက်တယ်လို့တာပြောရမလို့ပါပဲသူ့အမေကလည်းဓာမျိုးပဲတခါကမက်ကြီးအသက်ကိုကျမမေးကြည့်တော့12နှစ်ရှိပြီလို့ပြောတာပဲဒါပေမဲ့လူကောင်ကလေးကအဟန့်သေးတော့တကယ်ကိုကျင်းညက်ကလေးတစ်ကောင်နဲ့တောင်တူးနေတယ်ပါပါလျားလာရှိတဲ့သူ့ခန္ဓာကိုယ်နဲ့အလိုက်တလျောမရှိပေမဲ့မကြီးကတော့သူ့ခေါင်းပေါ်ကပဲပြုတ်တောင်ကြီးကိုဟန်ချက်ကောင်းကောင်းနဲ့ထိမ့်တက်နေပါပြီတခါတလေပဲပြုတ်တောင်ကြီးကိုလက်လွတ်ပြီးပတ်စံများတော့ရေးနေတတ်တယ်ချိန်ဝင်ကိုကင်ပြပုံကအစဖဲကလေး2စိ3စိကိုအေယာမရေရောမှုကြီးလို့အစ်စ်တဘောမျိုးထဲ့ပေးပုံအစုံတကယ်ဝါရင်ပဲတဲ့မိန်းမကြီးတယောက်လိုလှုပ်တဲ့ကင်တဲ့ရှိလိုက်တာမှဒါကိုကြည့်ရင်မကြီးရဲ့အတွေ့အကြုံကိုမှန်းလို့ရနိုင်ပါတယ်မကြီးတို့သားမိသားဖတွေကမန္တလေးရဲ့နေရာတစ်ခုဖြစ်တဲ့ကန်တော်ကြီးအနောက်ဘက်ဆန်ကအသစ်ဆောက်ထားတဲ့တိုက်တန်းတွေရဲ့ကြောဘက်မှာကိုပိုင်တဲကလေးတွေနဲ့နေကြတယ်ငါးကန်ဆောင်ကိုမေးတင်ဆောက်ထားတဲ့တဲကလေးတွေဆိုတော့ကောင်းကောင်းမွန်မွန်ခန့်ခန့်တော့မဟုတ်ဘူးနေဖြစ်ရုံနေကြတာတဲကလေးအတော်များများကမပြေနာကြလို့အတော့ကိုဟောင်းနေကြပါပြီကန်ဆက်ကဘေးတာတိုက်တွေမျက်ရိုင်းရှုံပုတ်တွေရေကစုံယုံတွေကတဲနောက်ခွေးနဲ့တစ်ဆက်တည်းရောထွေးနေတယ်တဲကလေးတွေကိုကြည့်လိုက်ရင်အနာကလေးထက်တိုင်မြင့်ကြီးတွေရဲ့အရိပ်အောက်မှာခက်ကုတ်ကလေးဝစ်စင်းနေကြတာမျိုးပေါ့တထေးပိုင်ငါးကန်တဲကရေခရက်တွေကြားတခါတရံပွားထက်လာတတ်တဲ့ငချင်းမျက်စံနီကြီးတွေကလည်းသူတို့နဲ့ဘလို့မှကိုမဆိုင်တာပါကန်ဆက်မှာတပင်နဲ့ထီးတဲ့ရှိနေတဲ့တစ်လျှောက်ပင်ဖြူရော်ကြီးကတော့မကြီးတို့နဲ့ဘာမှမပတ်သက်သလိုခက်တင်ရဲ့လျှောက်တရောင်းနေတဲ့တစ်လျှောက်ပင်ဂိုင်းဖျားနာတွေကသူတို့တဲကလေးတွေကိုမလှုံမလျှောက်ငုံကြည့်နေတာမျိုးပါမနက်စောစော9နာရီလောက်ဆိုရင်မကြီးရဲ့အတန်ဆာကတိုက်တန်းမိကြားမှာစူးစူးဆဆကလေးထွက်လာတတ်တယ်တချို့ကသူ့ online မှာခေါ်ဝယ်တာရှိတယ်လို့တချို့ကလည်းညီဦးကလေးကကြိုမာထားကြတာလည်းရှိရဲ့ဟောဒီကပဲတဲ့ငချိတ်ပေါင်းတဲ့ယူကြအောင်လားပဲပြောငချိတ်ပေါင်းပူပူနွေးနွေးဒီအတန်ကကျမပါဝင်တိုက်ခိုင်းတဲ့လူတွေအားလုံးကိုအိယာထားဖို့ကြပြကတိပုံနှုံးလိုက်တဲ့အတန်ပါပဲမကြီးအတန်ကြားတာနဲ့ကျမလည်းအိယာလည်းဆက်ပြီးစိတ်မယူနိုင်တော့ပါဘူးဆက်ရှင်းလူလေးထားရတော့တာပါအတန်ပြောက်တာနဲ့လူပါပြောက်တော့တတ်တော့ဆက်ရှင်းခေါ်နိုင်မှာသိကြတာကလားဘာပဲဖြစ်ဖြစ်မကြီးကကျမအတွက်တော့နှိုးဆက်နာကြီးတလုံးလိုပါပဲသူတို့မှနာကြီးမရှိပေမဲ့သိကြတယ်ပြောပါတော့မနက်ခင်း7နာရီပတ်ဝန်းကျင်လောက်ပဲပြုတ်ရောင်းရကပြန်လာရင်ကျမတို့နေတဲ့တိုက်ခန်းပေါ်ကိုမကြီးတက်လာတတ်တယ်ဘာရင်မဟုတ်ပါဘူးဘယ်သူပါခိုင်းမလဲဆိုပြီးတက်လာတာပါရွှေစေးကလေးတွေနဲ့စိုးထိုင်းနေတဲ့လက်တဲ့ဇက်ပေါ်ကစပင်တွေကိုလက်နဲ့တက်တင်ရင်တခါကျမရဲ့ဗဟိယတွေကိုကူလုံပေးနေတတ်တာလည်းရှိတယ်ကျမတို့အခန်းကအပေါ်ဆုံးထက်အလဲတက်မှာဆိုတော့မကြီးတို့နေတဲ့တဲကလေးနဲ့တက်လို့ဖြစ်နေတာပေါ့လေမနက်လင်းလို့ပြတင်းတကောက်ဖွင့်လိုက်ပြီးငုံကြည့်လိုက်တာနဲ့မျက်နှာရှင်းစုံနေကြရတာပါဒီတော့လေ
ကျမနဲ့မကြီးကအပေါ်အောက်အိမ်နေခြင်းဒါမှမဟုတ်ဒေါင်းလိုက်အိမ်နေခြင်းဆိုပါတော့အစတုန်းကတော့အခန်း40စီရှိတဲ့တိုက်တန်းမြေပေါ်ကကျမကိုမကြီးကတတိထားမိပုံမရပါဘူးတရက်ကျမကိုကြောင်းဝစ်စုံလေးနဲ့တွေ့လိုက်တဲ့နေ့ကျမှမကြီးကအံ့ဩတဲ့မျက်နှာလေးနဲ့ကျမကိုနှုတ်ဆက်တယ်။အော်ဆီယာမကကျောင်းဆရာမလားတဲ့။ကျမကပြုံးပြလိုက်တော့ကျောင်းရှင်တော်ကိုကူဆွဲရင်လိုက်ပို့ရကကျမနဲ့မကြီးခင်မင်သွားရတာပါ။ကျမကျောင်းသွားချိန်မှာမကြီးအားနေတတ်တယ်။ကျောင်းပြန်ချိန်ကြတော့လေမကြီးကတာရိုးထိတ်လာဆောင်နေတာပါပဲ။ဒီတော့သူနဲ့ကျမခဏခဏဆုံရတယ်လို့ဖြစ်နေတာပါ။ကျမရဲ့စပိန်ကိုတာရိုးပေါ်ကအစင်မှာထိန်းကင်ပေးရင်အရေလက်နေတတ်တဲ့သူ့မျက်ဝန်းကအယောင်တွေကိုကျမဖတ်လို့ရပါတယ်။ကျောင်းနေအရွယ်ကလေးတွေဟာဆရာမတယောက်ဆိုရင်လေးစားရှိခင်ရကောင်းမှသိကြတာကျမသိတာပေါ့။ဆရာမတွေကလည်းကျောင်းနေအရွယ်ကလေးတွေကိုကိုယ်တပည့်ကလေးတွေလိုအောက်မေ့ကြရတာပဲမဟုတ်လား။ဒီတိုက်တန်းတွေမှာရှိတဲ့အခန်း40တဲကမှကျမကိုမကြီးပို့ခင်တာကလည်းကျမကကျောင်းဆရာမကလေးမို့လို့လားလို့ကျမတွေးနေမိသေးတယ်။နောက်တော့ကျမတွေးတာမှန်နေတာပါပဲ။အဲဒီနောက်မကြီးဟာတက်လာပြီးသူ့နိုင်တဲ့မြအိမ်အလုပ်တွေကိုကူလုပ်ပြီးတော့တာပါ။တပြက်စီကူလဲတာအမိုက်သွန်ပေးတာအိုးခွက်ပကံတွေစေးကြောပေးတာမျိုးကအစဟိုနာဒီနာဈေးပြေးဝယ်ပေးတာအစုံပေါ့။ကြုံရကြရအကုန်လုပ်ပေးတော့တာပါ။မကြီးမလာရင်တော့ကျမကမျောနေတတ်ပြီ။လာရင်လဲသပင်ဖိုးရုပ်ဖားရနေပါပဲ။အုံးစစ်တီးလောက်ရှိမဲ့မျက်နှာကလေးကတော့ပြုံးလို့ဈေးရောင်းစားရတာမလွယ်ပါဘူးဆီယမရဲ့။စတော်ပဲဈေးကတပီကို600ကျော်သွားပြီ။ကောင်းငင်းငရှိတ်ကဈေးထဲမှာတပီ250ဝယ်ဈေးကတော့တက်တာပါဆီယမရဲ့။ရောင်းဈေးကြတော့တိတ်တက်လို့ဖြစ်တာမဟုတ်ဘူး။ဘယ်နဲ့လုံးမှာတော့ဆီယမရဲ့လူတွေကကျမတို့စီကနေအစိတ်သား30ကဝယ်စားကြတာမဟုတ်ဘူးအစိတ်ဖို့30ကိုဝယ်စားကြတာကျမကလည်းရောင်းနေကြလက်စားကရှော့မရဘူးခါတိုင်းလောက်အမျက်မကျန်တာပေါ့ဆီယမရဲ့တခါဘာတခုံးမှမမေးရပဲနဲ့ကျမကိုစိတ်လိုလက်ရပြောနေတတ်တဲ့မကြီးရဲ့လေတံကကလေးတယောက်ရဲ့လေတံမျိုးမဟုတ်ဘူးသူ့ရှိမှရှိနေတဲ့ကျမကိုအာကိုတကြီးရှင်းပြနေတာမျိုးလည်းမဟုတ်ဘူးသူနဲ့ရွယ်သူတန်းသူတယောက်ကိုပေါ့ပေါ့ပါပါအာလာပါတက်လာပါစကားပြောနေပုံမျိုးပါကျမကလည်းသူအဲ့ဒီလိုပြောတတ်တာကိုအလေးအနက်ထားရကောင်းမယ်အစကမသိခဲ့တာအမှန်ပါပဲနောက်တော့မှသူ့စကားတွေဟာသူ့ဘဝထဲကလာတာပါလားလို့သတိထားမိသွားတာပါမကြီးအလုတ်ကမနဲ့ပဲရောက်ထွက်ရုံတည်းမဟုတ်ပါဘူးညနေတိုင်းပဲကျွေးလေတောင်းရသေးတဲ့ပဲတယ်တွေကများတော့ညနေထီစောင့်နိုင်တဲ့ပဲတယ်ရောင်းရတာပဲတဲ့မကြီးရဲ့ဆေး promotion ထင်ပါရဲ့လူတွေကမနဲ့တော့ဟုတ်တိပတ်တိယူဆလိုက်ကြတာဆရာမရဲ့ညနေအလုတ်ပြန်ပတ်စံပါလာမှကျမကိုပဲခိုးပေးတာလေရရင်ပြီးတာပဲကျမကတော့သွားတောင်းရတာပေါ့လေသူမို့မမောနိုင်မပန်းနိုင်မနက်ကရောင်းခဲ့တဲ့အိမ်ပေါက်စီကိုညနေတစ်ခေါက်ထပ်သွားနိုင်လေခြင်းလို့ကျမစဉ်းစားမိသေးတယ်ဒီကြားထဲကကျမအလုပ်တွေကိုလည်းကူမိအောင်လာကူသေးတာပါမကြီးဟာအရွယ်နှင်းမလိုက်တွက်လက်ဆက်ချသူကလေးဆိုတော့ကျမကလည်းသဘောကျမိတယ်လူပုံတွက်ယုံတင်မကပါဘူးမကြီးကမျက်စိရည်လည်းအင်မတန်တက်တာပါတခါကကျမတို့ဇနီးမောင်နှံအပြင်းပြေရောင်းဆောင်စက်ကူကလေးတွေဒီဇိုင်းကပ်ပြီးအလှဆင်ဖို့မြေအိုးကလေးတွေကက်ကြော်ဈေးကဝဲလာတော့ဆိုင်ကအိုးတွေမကွဲအောင်ကောက်ရိုးတွေခံထည့်ပေးလိုက်တယ်ဒါကိုမြင်တော့မကြီးကမြေအိုးတွေကူးတယ်ပေးရင်ဆီယမကောက်ရိုးတွေဘာလို့အောင်မလဲမလုပ်လို့ရှိရင်ကျမတို့အိမ်ကကြက်တွေဖို့ဥချင်းလှုပ်ရှင်လို့တဲ့ကျမဆိုရင်တော့ဒီလိုစိတ်ကူးမျိုးဖြစ်ခနဲ့ပေါ်မိမှာမဟုတ်ပါဘူးကျမကယူသွားလေဆိုတော့မကြီးကချက်ရှင်ပဲကောက်ရိုးတွေတက်မြင့်တစားမကြံပွေယူသွားလေရဲ့တခါတလေကျမမအားလို့ဈေးမသွားနိုင်ရင်
မနီးမဝေးကဈေးကလေးစီမကြီးကိုလွှတ်ရတယ်စာရွက်ပိုင်းကလေးပေါ်ဈေးစင်းကလေးရေးပေးလိုက်မကြီးကဘာတစ်ခုမှမကြံခဲ့စေရဘူးတခါတလေသူကလိုတာထက်တောင်ပို့လိုက်တယ်ဆရာမကငခုမှလိုက်တာနော်အစိတ်သား200တဲ့အကောင်ကသေးသေးကလေးတွေဒါနဲ့ကျမဇလားပြားငါဝဲလာခဲ့တယ်လက်လိုက်တာမှဘန်းနဲ့ဖြက်လူးလို့အသားလည်းတစ်တယ်ဆရာမရဲ့ကြော်စားလဲကောင်းတယ်ချက်စားလဲရှိုးလိုက်တာမှအဲ့ဒါလိုမကြေပါစေးသွားပေးလို့သူ့ကိုမှုံမိုးပေးရင်မအေးကိုပြန်ပေးတတ်တာလဲကျမသိထားတော့သူ့ကိုပေးရတာဝမ်းသာရတယ်ကြောင်းသွားရအိမ်မှုကိစ္စတွေလုပ်ရတခြားလူမှုရေးတွေနဲ့လုံးချလိုက်နေတဲ့ကျမအတွက်တော့မကြေကကူဖော်လောင်ဖက်ကလေးလဲဟုတ်ကျမရဲ့အဖော်ကောင်ကလေးလဲဟုတ်လက်ဆွဲပုံးကလေးဆိုပါတော့အနေကြားလာတော့လဲမကြေကိုကျမတန်ရောစင်ဖြစ်မိတာလဲပါတာပေါ့ထူးဆန်းတာကဒီဘလူငွေးဘလူတောင်ကလေးတယောက်ရဲ့နှုတ်ကထွက်ကျလာတဲ့စကားလုံးတွေကတော့ကျမအတွက်စားတဲ့ပေထဲမတွေ့ဘူးတဲ့အတွေးအမြင်တွေများလားလို့တော့တွေးမိနေတတ်တယ်တခါတလေလဲပြောချင်ရာတောင်စင်ရီမြပြောနေတတ်တယ်ရွာတဲ့ရက်ထဲကကြားလာတဲ့တည်င်းလက်လက်ဆက်ဆက်တွေလဲပါရဲ့မကြီးဒီနေ့တဲစောပါလားပဲမြို့ရောက်မသွားဘူးလားတမနဲ့တော့ကျမတော်ပြင်းတကားတွေမဖွင့်ရသေးဘူးစောစောစီစီပဲမကြီးပေါက်ချလာတယ်အင်ကြီးဖိုးတီဖက်တီစပင်ဘဲမီစုစီနဲ့ဆက်ဖြည်းဖြည်းမကြီးပုံစံကနတ်သမီးပုံပြင်တွေထဲကလူရှင်တော်ကလေးနဲ့တောင်တူးနေရတော့တယ်အယုတ်ပြင်းလို့ဆရာမရေမကြီးကပြောဆိုနဲ့ကျမလက်ထဲကဒီမျက်စိကိုဆွဲယူပြီးလှဲနေတော့တာပါကျမကတော့သူပြောတာကိုဖြတ်ခနဲ့နားမလည်လိုက်ပါဘူးဘာများပြောလိုက်တာပါလိမ့်ပေါ့လေဘလို့မကြီးအယုတ်ပြင်းတော့အရင်ပြုတ်တာပေါ့ဆရာမရဲ့အမေညကအကျော်တွေမတရားတက်လို့တဲ့စေကန်းပြေးရသေးတာတော်ရတာပေါ့ကျမတရင်ပဲပြုတ်လို့အမေအရင်မပြုတ်လို့တော်သေးစောစောစီစီမပြောကောင်းဘူးတာပြောကောင်းသလားတော့မသိပါဘူးဆရာမရဲ့ဖက်ဖက်မကြီးကတပြက်စီးရိုးကိုဒူးနှလုံးကြားညှက်ပြီးဖျားစင်ဘက်လှဲ့လက်အုပ်ချီနေလိုက်သေးရဲ့ကျမကတော့မကြီးကိုဘာမှပြန်ပြောမနေတော့ပါဘူးဒါမျိုးကခဏခဏကြားရလို့ရိုးနေတယ်လို့တော့ဖြစ်နေပြီကိုမကြီးအဖေကထင်းလဲပေါက်တယ်လို့ပြောတယ်လက်ဖက်ရည်ဆိုင်တွေမှာပေါက်ရတာများတဲ့အကိုကြီးကအိမ်ထောင်ပြက်ကလေး2ယောက်နဲ့အိမ်မှာကတ်နေတာပါအကိုလက်နဲ့အမကကြုံရကြပန်းလုပ်တယ်မကြီးအောက်ကကလေး2ယောက်တပြုံတမကြီးရှိတဲ့စာအုပ်ကိုမကြီးပါဝိုင်းထိန်နေရတော့တာပါကျမလည်းကြောင်းသွားဖို့ကိစ္စလုံးပန်းရသေးတာဆိုတော့မကြီးနဲ့ဒီထက်ပိုပြီးစကားလက်ဆောင်မကြမိတော့ပါဘူးဒါပေမဲ့မကြီးရဲ့ပဲတဲ့ငရှိတ်ပေါင်းတဲ့ဆိုတဲ့အတန်ကလေးမကြားရတော့ကျမစိတ်မကောင်းဖြစ်မိတယ်ကျမအတွက်အိယာထားဖို့နှိုးဆက်နာရီကလေးတန်ပတ်ပြတ်သွားသလိုတော့နှိုးဆက်နာရီကလေးတန်ပတ်ပြတ်သွားသလိုတော့ခံစားလိုက်မိပါသေးရဲ့ရက်တစ်ပတ်လောက်နေတော့ကျမအိယာကမထသေးခင်မှာပဲမကြီးအော်တန်ကြားရပြန်တယ်ဟောဒီကပဲပြောငရှိတ်ပေါင်းပူပူနွေးနွေးအတန်ဆာဆာကလေးကတိုက်တန်းနေကြကနေစူးစူးအက်ကလေးပေါ်လာပြန်မှာပကောလားကျမနှိုးဆက်ကလေးဘဲသူများပြင်ပေးလိုက်တာပါလေပဲရောင်ကအပြန်မကြီးတက်လာတော့ကျမကတခုတ်တရမေးကြည့်မိတယ်မကြီးဒီနေ့ပဲရောင်ထွက်တယ်ပေါ့ကျမဘာကိုမေးချင်တာလဲဆိုတာကိုမကြီးတဘောပေါက်ပုံရတယ်ရှုပ်ပွားနေတဲ့သူ့ခေါင်းကိုတပြင်းပြင်းကုတ်ရင်းကကျမကိုပြုံးကြည့်လိုက်သေးတာပါစကလုံးတွေရွေးချယ်နေတာမျိုးဟိုလေလာဆရာမကျမပြမယ်ဟိုးငါးကန်ထိတ်ကအိမ်မဲကြီးလေတွေ့လားဆရာမဗရင်ပေါင်နာအထိကျမလက်ကိုဆွဲခေါ်သွားခဲ့ပြီးငါးကန်ရဲ့တစ်ဖက်ကန်းခက်ဝေးဝေးကရေနံကြီးတုပ်ပြင်ထောင်အိမ်ဟောင်းကြီးကိုလက်ညှိုးထိုးပြတယ်ကျမမိခုံကတခြားမကြီးပြနေတာကတခြားသူဘာကိုဆိုလိုတာပါလဲရေကန်တစ်ဖက်ကအိမ်နှန်းတွေကြားမှာပြင်ထောင်အိမ်ကြီးကတော်တော်ကိုမြင်သာပါတယ်အဲ့ဒီအိမ်ကြီးကဘာဖြစ်တယ်လဲ
အိမ်ကြီးကဘာမှမဖြစ်ပါဘူးဆရာမရဲ့ကျမကဖြစ်တာပါမက်ကြီးကမျက်နှာကလေးပြုံထားရင်းကသူ့ရင်ဘတ်ကိုလည်းသူ့လက်သေးသေးလေးတွေနဲ့ပုတ်ပြနေသေးရဲ့ကျမမှာသူနဲ့နေရတဲ့အရှင်ကလေးတိုင်းမှာတမျိုးတော့ပျော်စရာကောင်းတယ်လို့ထင်နေမိတယ်ကျမတို့ဘဝကျမတို့အတိုင်းဝိုင်းထဲကစိတ်တင်းကျပ်မှုမျိုးတွေမကြီးတို့မှမရှိဘူးသူတို့ဘဝကရှိရင်စားမယ်မရှိရင်မစားဘူးဆိုတာကလွယ်ရင်ဘာစိတ်အနှောင်အဖွဲမှမခံရတာကတော့ကျမတို့ထက်သားပါတယ်အဲ့ဒီအိမ်ကငွေထုတ်ပေးတယ်ဆရာမရဲ့ကျမရဲ့ပဲပြုတ်ဖောက်တဲ့အိမ်ပါဟိုတုန်းကတော့ကျမတို့ငွေယူသွားရင်မပေးဘူးမယုံလို့လေနောက်တော့ကျမကပဲပြုတ်ကလေးငရှိတ်ပေါင်းကလေးပိုပတ်ထည့်ပေးပြီးတဖြည်းဖြည်းရင်းသွင်းယူရတာလေအခုတော့သူတို့ကငွေတိုးနဲ့ပတ်စံတစ်ထောင်ထုတ်ပေးလိုက်လို့ကျမပဲပြုတ်တောင်းခေါင်းပေါ်ပြန်တင်နိုင်တာဆရာမကြီးမကြီးကိုကြည့်ရင်ကျမအတော့ကိုစိတ်မကောင်းဖြစ်သွားမိတယ်သူများကိုအတိုးအညွန့်ပေးဖို့သူကစပြီးရင်းလိုက်ရတာကိုပဲမကြီးကဂုံယူနေတဲ့ပုံပါကျမကသာဖြစ်နေတာပါမကြီးကတော့ဘလို့မှတော့ခံစားရပုံမပေါ်ပါဘူးရင်ကျက်နေလိုက်ပုံများတော့နေပါဦးငွေတိုးကဘလို့ဆက်ရတာလဲအော်တနေ့ကို90တွင်းသွားရတာအရက်20တွင်းပြီးရင်အရင်ကြေရောနောက်ထပ်4ရက်ကအတိုးတွဲဆက်ရတယ်စုစုပေါင်း24ရက်ဆိုရင်ပြီးပြီလိုချင်သေးရင်နောက်ထပ်ယူရုံပဲငွေတိုးကကြိုက်တယ်ဆရာမရဲ့ပြီးပြီးပြောက်လေးပေးရတာကလည်းမသိတာဘူးမကြီးအပြောအရဆိုရင်အတိုးက200ပေါ့ကျမကမကြီးရဲ့ငွေတိုးကကြိုက်တယ်ဆိုတဲ့စကားကလေးအပေါ်မှာမကြီးမလဲဖြစ်ကြံရခဲ့တယ်မကြီးရဲ့တွက်နီးကိုတဖြည်းဖြည်းနဲ့မှကျမတဘောပေါက်လာမိတယ်မကြီးကဈေးတွက်တက်နေပါရောလားစီးပွားရေးစာအုပ်တွေမှာဖတ်ရတဲ့သူမနာကိုမတာဆိုတာမျိုးထင်ပါရဲ့ညနေစာစားပြီးလို့မှပကံခွက်ရောက်တွေ့တာမသိရသေးဘူးနောက်ဖက်တဲကလေးတွေစီကရိုက်နှက်ငိုးတန်တွေကြောင့်ကျမအောက်ကိုငုံကြည့်လိုက်တော့ကျမရဲ့မကြီးဖြစ်နေတာကိုသူ့အမေကဒူးနှလုံးကြားထဲတွေးမိရိုက်နေတာကိုမြင်နေရတယ်စောစောကလေးကမှကျမတို့စီကနေဆင်းသွားတာပဲဘာမှဖြစ်လာပါလဲကျမလည်းမနေတာတော့ပဲအောက်ကိုဆင်းသွားမိတယ်ကျမအောက်ကိုရောက်တော့မကြီးသူ့အမေရဲ့ဒူးနှလုံးကြားကလွတ်နေပါပြီမအေးကလက်ထဲဒုတ်တစ်ချောင်းကင်ထားတော့ဘာဖြစ်လို့လဲအတော်ရဲ့ကျမကပါဇက်ကမေးရင်မကြီးကိုသူ့အမေဒုတ်ချက်ကဝေးလောက်တဲ့နေရာကိုဆွဲထုတ်လိုက်တယ်မကြီးရဲ့ဘဲမီကော့စပင်စုစည်းကလေးကိုသူ့အမေကစောင့်ဆွဲထားပုံရတယ်ပြေကြားလို့စပင်ဆောက်ဆောက်တွေကမစုမသိမ့်နဲ့မျက်ရည်တွေနဲ့ရောလို့ဆရာမရဲ့ပြောမပြောချင်ပါဘူးမကြီးကမိုက်လုံးကြီးလုံးလို့ပါနေ့လေကဟိုဘက်တဲတွေသွားပြီးပိုလိုကားထက်တာလေငွေ100ရှုံးတဲ့ဖြစ်ရပုံများဆရာမရဲ့ကျမတို့မှငွေ100မပြောနဲ့ကလေးမုံမိုးတော်မနှဲကြီးမကြီးအမေကမြေကြီးပေါ်ငုတ်တုတ်ထိုင်ချရင်ငိုတော့တာပါပဲမကြီးကတော့မျက်ရည်စီးချောင်းတွေကြားကမလုံမလဲမျက်ဝန်းတွေနဲ့ကျမကိုလှမ်းကြည့်တယ်ကျမသူ့ကိုအပြစ်ပဲတင်ရမလားနှစ်သိမ့်လိုက်ရမှာလားဘာဆက်လုပ်ရမှန်းမသိအောင်ပါပဲဒီအရွယ်ကလေးနဲ့ငွေ100ရှုံးအောင်ပိုလိုကားထက်ကစားတယ်ဆိုတဲ့မက်ကြီးကိုလည်းတော်တော်အံ့ဩသွားမိရဲ့စိတ်မကောင်းတဲ့ကြားကရီလဲရီချင်မိပါသေးရဲ့ငွေ100ရှုံးအောင်ပိုလိုကားချက်ထက်တဲ့လားဖြစ်ရလေဘယ်မှာလဲကြံတဲ့ပတ်စံယူခဲ့မက်ကြီးအမေကထမိန်စားနဲ့မျက်ရည်တွေတုပ်ရင်းပြီးတော့မက်ကြီးကတဲကလေးထဲဝင်ပြီးပတ်စံတွေယူပေးတယ်မျက်လုံးတွေကတော့မအေးလက်ထဲကဒုတ်ကိုလှမ်းကြည့်နေတာပါဟိုအိမ်ကို90ပေးပြီးပြီလားပေးခဲ့ပြီပိုလိုကားကို100ဆုံးအောင်ကစားပြီးမဲ့သူပေးစရာရှိတာတွေကိုတော့မမက်ရရပေးခေါ်ရတဲ့မက်ကြီးကိုအပြစ်မတင်တော့ပဲကျမအပေါ်ပြန်တက်ခဲ့တယ်ပိုလိုကားချက်ထက်တယ်ဆိုတာကျမတို့ငယ်ငယ်ကလေးကစားနေပါကျမတို့ငယ်ငယ်တုန်းကတော့ကားချက်ကြီးပါပဲရှုံးရင်ကားချက်တွေပေးလိုက်ရတာပဲရှိတာပါငွေနဲ့ကြေးနဲ့ဆိုတာမျိုးရှိရင်တော့နဲတယ်
အခန်းကိုရောက်တော့ကျမအပြန်သတင်းကိုစောင့်နေတဲ့ကျမရဲ့ခင်မိုးကလှမ်းမိတယ်မကြီးဘာဖြစ်လို့အရိုက်ခံရတာလဲဟာပိုလိုကားထက်တာငွေ100ဆုံးလို့တဲ့လေပေးရောက်တဲ့ငွေတွေကနေမှာပေါ့မကြီးကလည်းမကြီးပါပဲပိုလိုကားထက်တယ်ဆိုတာကျမတို့ငငယ်ကစားတဲ့အတိုင်းပဲလားအခုတမျိုးလားတော့မသိပါဘူးကျမပြောလိုက်တော့သူကရည်တယ်သူလည်းပိုလိုကားချက်တွေထက်ခဲ့ဘူးပုံပေါ်ရဲ့သတင်းဝါကိုခက်ငင်းငင်းကြည့်ရင်ကကျမကပြောနေတယ်အခုခေတ်တော့မင်းသားမင်းသမီးပုံတွေထက်ကြတာနေမှာပေါ့မင်းသမီးချင်းတူရင်မင်းသားချင်းတူရင်နိုင်တာမျိုးထင်ပါရဲ့တို့တော့ကပိုလိုကားထက်တယ်ဆိုတာစီဂရက်ဘူးကိုချင်းသူရထက်ကြတာကိုခေါ်တာလန်ဒန်ဂိုဖလိတ်ဘလက်ကတ်ကပီတန်ထရီပယ်ကွိုင်းကတ်စတန်စသဖြင့်စီဂရက်ဘူးခုမျိုးစုံကိုအဆက်ကလေးတွေဖြစ်အောင်ကက်ကြီးနဲ့ညှက်ပြီးတရေပင်နဲ့စီးထားကြတာစီဂရက်ဘူးတစ်စိမ့်ချင်းတူရင်သူအောင်ထက်နိုင်တဲ့လူကနိုင်တာပဲအခုလည်းမင်းသားမင်းသမီးပုံထက်ထားပြီးမဲ့ပိုလိုကားထက်တယ်ခေါ်ကြတော့ထင်ပါရဲ့နေပါဦးအဲ့ဒါကိုပိုလိုလို့ဘာလို့ခေါ်ကြတာလဲစီဂရက်တစ်စိမ့်တစ်မျိုးကညင်းစီရင်ကြေးသားရိုက်တာမျိုးပုံနဲ့ထွက်ဖူးတယ်အင်္ဂလိပ်လိုကပိုလိုကစားတယ်ခေါ်တာကိုဒါကြောင့်ရှင်းမြန်မာတွေကစီဂရက်လို့ခေါ်ဖို့ခက်တော့ပိုလိုခေါ်ကြတာနက်ကိုစီဂရက်ဆက်တာတော့ပိုလိုဆက်တယ်ပြောကြတာပဲလေနောက်ရက်တွေမှာတော့မက်ကြီးစေးရောက်တယ်မကြားရပြန်ပါဘူးဒါပေမဲ့ကျမစီကိုတော့ပုံမှန်အတိုင်းပဲလာတယ်တပြက်စီကူလဲအမိုက်ပြည့်ပကံခွက်ရောက်တွေကူစေလှုပ်ပြီးမြဲပါပဲကျမမက်ကြီးကိုဈေးမရောက်ပြန်ဘူးလားလို့တမင်မမေးပဲနေလိုက်တယ်နောက်မှမက်ကြီးကိုမှုံမိုးပေးရင်းနဲ့ကျမမေးမိတယ်မက်ကြီးဆီယာမပေးတဲ့မုံဘိုးတွေလည်းပိုလိုကစားပြစ်တာပဲမဟုတ်လားမကစားပါဘူးဆီယာမကျမမုံဝင်စားတာပါတဲ့တရက်တော့ကျမအเจ้าကထုတ်လာတဲ့စုချင်းငွေကလေးထဲကငွေ1000မက်ကြီးကိုဈေးရောက်ဖို့ထုတ်ပေးလိုက်တယ်ပေးချင်နေတာကြာပြီဆိုပေမဲ့စုကြီးရမှကျမလည်းပေးနိုင်တာမဟုတ်လားမက်ကြီးဆီယာမကအတိုးပေးတာမဟုတ်ဘူးနော်တမီဈေးရောက်ပြန်လာရင်ဟောဒီစုဝူးကလေးထဲကိုငွေ90လာထက်1000ပြည့်တဲ့အချိန်ရက်လိုက်ပေါ့ဟုတ်လားကျမပေးလိုက်တဲ့900ရဲ့2ရွက်ကိုယူပြီးမက်ကြီးတယောက်ဝမ်းသာအားရနဲ့ခုံပေါက်ပြေးဆင်းသွားတယ်နောက်တနေ့မနေ့မှာတော့မက်ကြီးရဲ့အတန်ဆူဆူမြမြကလေးကတိုက်တန်းတွေကြားတဲ့ထိုးဖောက်ဝင်လာပြန်တယ်ညနေတိုင်းကြရင်မက်ကြီးဟာငွေ90လက်ကစုပ်ပြီးကျမအခန်းတောင်ကမြေအိုးစုဝူးကလေးတဲ့လာထဲတယ်ဘယ်နဲ့ရက်ရှိသွားပြီဆိုတာကျမကတော့မတွက်မိပါဘူးရက်မပြတ်တော့ထဲ့နေတာတွေ့တာပဲရှေ့ရက်ရှိသွားပြီဆရာမဟိုအိမ်ကြီးကငွေလဲကြေခါနီးပါပြီတဲ့ဟိုအိမ်ကြီးကိုငွေပေးစရာကြံနေသေးတာကျမသတိမထားမိပါဘူးမက်ကြီးကတော့တစ်ဖက်ကိုလည်းပုံမှန်ဆက်နေရတယ်ထင်ပါရဲ့အိမ်ကြီးကိုလည်းဆက်မြေစုဘူးထဲလည်းထဲဆိုတော့ဒီရက်တွေထဲကတိလင်တာဖြစ်နေပုံပေါ်တယ်ဟိုအိမ်ကြီးကိုရောဆရာမစီရောပေးနေရတာလားမက်ကြီးဟုတ်တယ်ဆရာမခါတိုင်းအမျက်ငွေကိုအမေပေးရတာလေအခုအမေကငါ့ကိုအရင်သာပေးတဲ့အမျက်ထဲကအကျွေးကြေအောင်ဆက်တဲ့အော်ဖျောင်းပစိုးကြံကင်းကိုအဝိရေးဆိုနဲ့ပုတ်တိုက်နေတဲ့မက်ကြီးကိုကြည့်ရင်ကျမတက်ပြင်းဖွားဖွားချလိုက်မိတယ်အမျက်ငွေနဲ့အကျွေးဆက်တဲ့လားဒါဆိုအမျက်ငွေကအကျွေးဆက်ဖို့ဖြစ်နေတာပေါ့ကျမမှာမက်ကြီးပြောတာတွေကိုစဉ်းစားတွေးတောရင်ကြံ့ရခဲ့တယ်မနက်ခင်းဈေးရောက်ညနေကျွေးတောင်းအမျက်ကလေးကိုဖဲဆက်မက်ကြီးဟာအစာမဝပဲအိတ်တန်းဝင်ရတော့မဲ့ငှက်တကောင်လိုပါပဲလားကျမအခန်းထောင်ကမြေအိုးစုဘူးကလေးထဲကိုမက်ကြီးငွေဘလောက်ဝင်သွားပြီလဲကျမမသိပါဘူးဒါပေမဲ့မက်ကြီးရဲ့ဈေးရောက်တဲ့ကမကြားရပြန်ဘူးတခါတလေတိုက်တန်းတွေကြားဖန်ခုံတန်းကစားနေတဲ့မက်ကြီးကိုတွေ့လာတွေ့ရဲ့တခါတရံကြတော့ငါးကန်ဆက်ကရေကစုံရက်တွေခူလာခူးနေရဲ့တခါတော့စကားကုန်းကြီးကန်ပြီး
ငါးကန်ထဲပေါင်လေလောက်မြုပ်တဲ့အထိစင်းချီတက်စီလုံနေတဲ့မက်ကြီးကိုမြင်တော့ဘာလုပ်တာလဲလို့ကျမမေးကြည့်မိတယ်ငါးသေးကလေးတွေပေါ်လုံးမျောနေတာကိုဖမ်းတာလေးဆရာမရဲ့ငါးသေးတွေကိုတော့ကျမတို့ဖမ်းလို့ရပါတယ်ငါးမွေးကန်ထဲကတစ်ဖက်ဖက်လူးထလာတတ်တဲ့ငါးအရှင်တွေကိုတော့မက်ကြီးတို့မဖမ်းဝန်းကြပါဘူးဒီလိုစီးမလုံးတဲ့တဲကလေးတွေကငါးခိုးဖမ်းတဲ့ဆိုတဲ့တည်င်းအစအနကလေးတွေအန်ကြလာရင်ငါးကန်ဆောင်မှာမေးတင်ထားတဲ့မက်ကြီးတို့တဲကလေးတွေတက်ဆိုးရှိမှာမဟုတ်ဘူးလေဒါပေမဲ့ညနေတိုင်းကြာရင်တော့မက်ကြီးဟာနေစုဘူးကလေးစီလာမြဲလာနေတာပါကျမကမက်ကြီးကိုဈေးမရောက်ဘူးလားလို့မမေးချင်တာနဲ့ပဲဒီအတိုင်းနေခဲ့တယ်လူတွေကမကောင်းဘူးနော်ဆရာမဘလို့ထူထူဆန်းဆန်းမှတ်ဆက်ချလိုက်တဲ့မက်ကြီးရဲ့စကားကြောင့်ကျမမျက်ခုံးပိတ်လိုက်မိတယ်ဟုတ်တယ်ဆရာမရဲ့အကျွေးယူပြီးပေးချင်ကြတာမဟုတ်ဘူးကျမပဲရောင်းရတာကိုပဲကြည့်လေအကျွေးယူစားပြီးတောင်းမရတော့ရှိတဲ့အရင်ကလေးသူတို့ဖဲ့ကျွေးနေရတာနဲ့ပဲပဲ့ကုန်တော့တာပါပဲဒါဆိုမက်ကြီးပဲပြုတ်မရောင်းနိုင်တာအကျွေးကြလို့ဆိုတဲ့တဘောပေါ့သူပဲအမျိုးမျိုးလေအရင်ဖဲ့ကျွေးရတာပဲ့ကုန်တာပါပဲဆိုတဲ့စကားကိုသူသုံးလိုက်တာကိုကျမအံ့ဩနေမိတာပါဈေးတယ်ဆိုတာအကျွေးမရောင်းရဘူးတဲ့ဆီယမတို့အဖေကပြောဘူးတယ်အကျွေးရတဲ့ဆိုင်ဆိုရင်လူတွေကလက်ငင်းမဝယ်ချင်ကြတော့ဘူးတဲ့အကျွေးနဲ့ရောင်းတဲ့ဆိုင်ကိုအကျွေးကတက်တာပဲတဲ့အကျွေးမရောင်းနဲ့ပေါ့မကြီးရဲ့ဈေးရောင်းဈေးဝယ်နားမလဲတဲ့ကျမကဆီယမလေးတုံးပြီးပြောတော့မကြီးကတစ်ချက်တော့တွေ့ရသေးတယ်ဘလို့ရှင်းပြမှနားလည်မှာပါလဲဆိုတဲ့မျက်နှာကလေးနဲ့ပါပြီးတော့မှအေးတက်တာလေးကလေးနဲ့ပြောတယ်ဆီယမအဖေကပေးမရမှုလို့ပါဆီယမရဲ့အကျွေးမပေးပြန်ရင်လဲဖောက်တယ်မမြဲမှာစိုးရသေးတာလေမနက်တိုင်းလမ်းတကာမှာကျမတို့လိုပဲပြုတ်တယ်တွေကအများကြီးရဲ့ဒီလိုဟောင်းပေးတည်ယူလောက်ကြရတာပဲဒါပေမဲ့အဟောင်းကိုအပတ်ကျော်လိုက်ကြတော့ကျမတို့ကနလန်မထူတော့ဘူးကျမတို့ယူရတဲ့ပတ်စံကြတော့တနေ့လောက်မဆက်ဖြစ်ရင်အိမ်မဲကြီးကသူတို့စီပွားများရှင်းရှင်းပြတ်သွားတော့မယ်အတိုင်းပဲဒီတော့မဆန့်ရဲဘူးဆက်ရတာပဲဆီယမရဲ့ကျွေးတင်တာချင်းကြွာချက်တော့မကြီးပြောနေတဲ့ဈေးကွက်အရှိန်တွေကိုနားထောင်ရင်ကျမခေါင်းတွေချုပ်ထွေးနှောက်ကြည့်လာတယ်သူပြောတာတွေသူသွေးတော်တာတွေဟာကျမထိဆက်နေတဲ့ဘဝပတ်ဝန်းကျင်မှာဘယ်တော့မှမရှိတဲ့အကြောင်းအရာတွေမဟုတ်လားဒီအရွယ်နဲ့ဒီလိုအတွေးတွေကြွယ်ပိုးကြွယ်ဝါဖြစ်နေတဲ့မက်ကြီးကိုလည်းခက်စိမ့်စိမ့်ပဲကြည်နေမိတယ်မနေ့တနေ့ကတော့မက်ကြီးအရိုက်ခံရသေးတယ်ကျမကြောင်းသွားနေတော့ရိုက်တာဆိုတော့မြင်တော့မမြင်လိုက်ရပါဘူးမက်ကြီးရဲ့မောင်လေးကကျမစပင်းကိုစီးကြိုရင်သတင်းပေးတာပါမက်ကြီးကလည်းရှက်လို့ပဲလားမလာခြင်းလို့ပဲလားတော့မသိဘူးတိုက်ခန်းပေါ်တက်မလာဘူးကျမကညနေခင်း TV ချိန်ကြတော့မနေနိုင်တော့ဘူးမက်ကြီး TV ကြော်ညာတွေကြိုက်တာကျမသိတာကိုမက်ကြီးရေမလာတော့ဘူးလားကြော်ညာတွေလာနေပြီလေမောင်နဲ့မဲမဲမက်ကြီးတို့တဲကလေးစီကထူးတယ်မကြားရပါဘူးခဏနေတော့မှမအေးကစွတ်ထိုးလှုပ်လိုက်လို့တက်လာရတဲ့ပုံစံနဲ့မက်ကြီးတက်လာတယ်မျက်နှာကလေးကမရှုံမရှင်နဲ့သပင်တွေကလည်းပွားရောင်ရောင်လေဘေးအနှွေးအင်ကြီးဖိုးရိုးဖားရနဲ့ရေမရှိုးမိုးမရှိုးဆိုတော့ညီးစီစီအနက်များလဲထားလို့မကြီးပိုလိုကစားပြန်ပြီဆိုဆရာမကြားတယ်မကြီးကကျမကိုမရဲတရဲမော့ကြည့်ရင်တက်ပြင်းနေဘာတွေများဆလိုက်လို့ခေါင်းကလေးငုံရင်ကျမကိုမကြည့်ပဲပြောတယ်ဟုတ်တယ်ဆရာမကျမကစားမိပါတယ်ပိုလိုကားထက်ရတာကျမသိပ်ပြောတာပဲအယုတ်ကားကလေးနှစ်ဆက်တူသွားရင်ကျမရင်လည်းဘလို့ဝမ်းသာနေဝမ်းသာမှမသိဘူးကျမမကစားရရင်မနေနိုင်ဘူးဆရာမရဲ့ကျမတော့လန့်သွားတယ်ဒီလိုဖြေလိုက်မယ်လို့ကျမထင်မထားဘူးမှန်တာပြောတာကိုတော့ကျမဝမ်းသာမိပါတယ်မနေနိုင်ဘူးဆိုပေမဲ့
လမ်းဘေးပဲထောင်းချပြီးပိုလိုကားကစားတာဟာမိန်းကလေးလောက်ရမယ့်အလုံးမဟုတ်ဘူးလေစင်ကျင်မှပေါ့ဒါနဲ့နေစမ်းမအောင်ဘယ်သူတွေနဲ့ကစားတာလဲပန်းရောင်းတဲ့ကာမလေးတွေနဲ့ပါကျမနဲ့ရွယ်သူတွေလေဟိုဘက်တဲကဘလောက်ရှုံးလို့လဲအရိုက်ခံရတယ်ဆိုရှုံးလို့အရိုက်ခံရတာမဟုတ်ပါဘူးနိုင်တာကနိုင်ပါတယ်အမေကကစားလို့ရိုက်တာပါတကယ်ကြီးကလေးတယောက်လိုကြည်စင်းနေတဲ့မကျေးရဲ့မျက်နှာမင်းညစ်ညစ်ကလေးကိုကျမငေးကြည့်နေမိတယ်သူနဲ့အတူကစားတဲ့ပန်းတယ်ကောင်မလေးတွေကိုလည်းပုံသူပိုလိုကားချက်တွေလိုပဲမျက်စိထဲမြင်အောင်လာမိတယ်မကျေးဟာမိဘအခြေအနေကိုလည်းသိမိဘမကြိုက်မှန်းလည်းသိရနဲ့သူဘာဖြစ်လို့ကစားရတာလဲပြီးတော့ပိုလိုကားထက်တာကိုကျမမကြိုက်မှန်းလည်းသူသိတယ်ဒါကိုမကျေးကဘာဖြစ်လို့တဲကြီးမဲကြီးဖြစ်နေရတာလဲပျော်လို့ကစားတာပါဆိုတာကရောတကယ်ဟုတ်ရဲ့လားပိုလိုကားထက်ရတာပျော်လို့ဆိုတာဟုတ်ရဲ့လားမကျေးရဲ့ဆရာမကတော့ပျော်လို့ကစားတာလို့မထင်ပါဘူးဆိုတော့မကြီးရဲ့မျက်နှာကလေးကတိသွားတယ်။ခေါင်းကလေးလည်းငုံသွားတယ်။စပင်းနီဆောက်ဆောက်တွေကလည်းတဖွာဖွာလွင်လို့ခဏနေတော့ဟေးကနေတစ်ချက်ရီလိုက်သေးတယ်။ပျော်လို့ရဲလို့လည်းမဟုတ်ပါဘူးဆရာမရဲ့။ကျမနိုင်ရင်အမေကိုပေးခြင်းလို့ပါ။ပိုလိုကားထက်ရတာပဲရောင်းရတာနဲ့မတူဘူးဆရာမရဲ့။အကျွေးမကြဘူး။နိုင်ရင်လည်းလက်ငင်းရှုံးရင်လည်းလက်ငင်းပဲပိုလိုကားချက်ထက်တာမှတော့အကျွေးမရှိဘူးရဲ့မကြီးကိုကြည့်ပြီးကျမအံ့ဩလိုက်တာလေမကြီးကတော့ကျမကိုမကြည့်ပါဘူး TV ဖန်သားပြင်ပေါ်ကကြော်ညာတွေတကွက်ပြီးတကွက်ပြောင်းသွားတာကိုငေးကြည့်နေလေရဲ့သူ့စိတ်ထဲမှာကြော်ညာတွေကမင်းသားမိသမီးတွေကိုပိုလိုကားချက်တွေလို့များထင်နေသလားမပြောတတ်ပါဘူးသူရိုက်တဲ့ပိုလိုကားချက်တွေကလည်းဒီမင်းသားဒီမင်းသမီးတွေကိုကြော်ညာကတ်တွေကိုတော့စိတ်ကူးနဲ့ပိုလိုကားထက်နေသလားမသိပါဘူး TV ကိုပြုံးကြည့်နေသေးတာ TV ကြော်ညာတွေကတော့ထွေးပေါ်လာလိုက်အိမ်ဒရာကျော်စင်ပေါ်လာလိုက်ထထမိုးဦးပေါ်လာလိုက်ရင်းမိုးပေါ်လာလိုက်ခဏနေတော့မကြီးမျက်နှာကလေးတီသွားတယ်စိတ်ကူးနဲ့ပိုလိုကားချက်ထက်တာတော့မကြီးရှုံးတယ်နဲ့သူပါရဲ့နောက်ဆင်ပေးခဲ့ကြတဲ့ Story for You ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်